ကျွန်တော်တို့ကြိုက်ပါတယ်ကျော်ကြီးဆိုတဲ့ခေါ်တော်တော်စိုးနေပြီနော်အားလုံးပဲမင်္ဂလာပါဗျာနော်ဒီနေ့မှာတော့ကျွန်တော်ပွေသွားကြည့်မှာပဲဖြစ်ပါတယ်အခုလိုင်းပေါ်မှာရန်ခွေးမခစ်စနေတဲ့ပေါ့နော်စိုင်းရင်မို့ဇက်ပွေးဆိုတာမသိတဲ့လူမရှိပါဘူးနော်ကျွန်တော်တို့ပွေသွားကြည့်မှာပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူပွေလိုက်ကြည့်ပေးဖို့ကိုကျွန်တော်ဖိုက်ခေါ်ပါတယ်ဗျကြည့်ရှင်တဲ့သူလိုက်ခဲ့ပါလို့နော်သွားကြည့်မယ်နော်ဘသူ editor လည်းမသိဘူးနော်တော်တော်လေးမိုက်တယ်နော်တချင်းလေးနဲ့ performance လေးနဲ့ဆောင်းရောင်းကိုမိုက်နေတော့တော်တော်လေးမှသဘောကျစရာကောင်းပါတယ်နော်ဘသူ editor တာလည်းမသိဘူးပေါ့နော်တချင်းလေးနဲ့နော်လောက်ကွက်တွေနဲ့ကွက်တီပဲစီ nice နော်ကျော်ကြီးဆိုတဲ့ခေါ်တော်တော်စိုးနေပြီနော်တော်တော်စိုးနေပြီတရေမကိုတော့မှကြည့်မျက်ခွက်ပြောင်နေတာနော်တော်တော်လေးမျက်ခွက်ပြောင်နေပြီနော်အဲ့လောက်ဆိုရင်လည်းမပြောတော့ဘူးလေနော်ဒီလောက်ထိကြောက်စရာကောင်းတဲ့ဟာကိုနော်ရက်ခွက်တော့ပြောင်တော့တော်သေးတာဗောအသက်တွေပါတယ်ထွက်မသွားလို့နော်အဲ့နေရာမှာနေတကြွယ်လိုက်ရမှာမိုက်တယ်နော်အခု TikTok မှာအရင်ကမှခိတ်ဆက်နေတာကာကွယ်လေးပဲဖြစ်ပါတယ်ဒီလိုမျိုး like ကရင်တော့ view များများရနိုင်ပြီပေါ့နော်အကြံပေးတာပါနော်သဘောကျစရာကောင်းပါတယ်ကာကွယ်လေးကရန်ကုန်မှာမိုက်တယ်ကျွန်တော်တော့မှလိုက်ပြီးတော့ကားထတာလည်းရှိတယ်နော်ချေမောင်အခုဒီမှာမျက်နှာသုံးဝါဝိုင်းအောင်နဲ့မျက်နှာကိုသုံးနေပြီနော်ချေမောင်မနှက်စာကိုလေကော်ဖီရဲ့ကိတ်ချော့ရဲ့စားတယ်နော်ကော်ဖီတဲကိုတော့တရားနှစ်သုံးပဲထည့်တယ်ကိတ်ချော့တော့တစ်ခုပဲစားတယ်နော်ဟုတ်တယ်နော်ဆော်ရှိတဲ့ကောင်တွေကဒီလိုပဲနော်ဘာပဲလောက်ချစ်ရသေးလေးရနော်မနေ့အဲ့ရကထားပြီးတော့နော်ချမ်းတွေပူတွေလို့အမေတော့ဖုံးတကြီးနဲ့ပြောနေတာနော်ဘေးကလူတွေကတော့ဒီလိုပဲပေါ့ကြည်ရတဲ့ကအမြင်မကြည့်တော့ဘူးလေ Hello baby ချေကိတ်မောကတော့ပုံသွားပြီသီလားကော်ဖီကတငုံသာလောက်ပဲကြံတော့တယ်တောက်လိုက်တော့မယ်နော်နော်ချေမောင်ခုအီးပါလိုက်အောင်မယ်နော်ချေမောင်အီးပါတာတရုံးပဲထွက်တယ်နည်းများသွားပြီနော်များသွားပြီနည်းနော်ဣပါတာကအစနော်အစအဆုံးကိုတင်ပြနေတော့တာပဲဘာမို့လို့လဲမသိဘူး Hello baby ဒီနေ့ဒီထဲကစပြီးတော့မင်းငါ့အိမ်မှာမနေနဲ့တော့မင်းစော်အိမ်မှာပဲမင်းသွားနေရော့ချေမောင်ခုအိမ်သွားနေစင်းနေပြီနော်နော်အဲ့လောက်ထိမြောက်ခွက်ပြောင်းသွားရင်လည်းမကောင်းတော့ဘူးလေနော်ပြောင်းတာစတိပဲကောင်းတယ်ကြံတာမကောင်းဘူးမင်းอ่ะထားလိုက်ဟိုတပူးနဲ့ရနွေးကွက်လေးလောက်ပါမှာနည်းနည်းတော့ယူပါလားနော်ဘာဖြစ်လို့လဲကိုယောက်ျားကိုနော်ယူပေးလိုက်ရင်ပြီးရောဘာဖြစ်တော့မှမလို့လဲနော်ယောက်ျားဆိုတာဗာလေဦးနဲ့နော်လေးစားရမယ်ရိုသေရမယ်အဲ့ဒါယူပေးလိုက်တော့ဘာဖြစ်မလို့လဲအေးငါမင်းနေလို့ကောင်းမှာပတ်စံ9000ထည့်နော်ပတ်စံလို့ပြောလိုက်တာနဲ့ချက်ချင်းကိုသွားယူတာနော်မကြောက်ဘူးချေဟာဒီနေ့
ခဲ့ပြီနော်ငါကော်ဖီရောထွက်ထားအောင် ဟင် ကော်ဖီဖော်ပေးရမယ်ဒီလိုစား နော်ပတ်စံမျက်နှာလေးတော်တော်ကြည့်ပါလားဟေးနော်ပတ်စံလေးပြောလိုက်တယ်နဲ့ကော်ဖီဖြောပေးရမလားအေးတောက်မလားနော်ရေတောက်မလားဘာလုပ်ပေးရမလဲနော်စုံစမ်းစီးနေတာပဲ ပြီးကော်ဖီ ငါတိုင်းမလို့ ဒါလည်းမဖော်ဘူးမလို့ ဟင် ရတယ် ရေချိုးဖို့ရေနွေးမီရေနွေးဆက်ပေးထား ဟဲ့ရပြီ မမဆက်ပေးမလေ စောစောအိတ်တော့နော်လို့မင်းတို့တူပြောတိုင်းလဲမင်းတို့တူဂယုဆိုင်လို့မင်းထင်မနေတဲ့ตาကြီးကတူမင်းတို့မျက်စိနောက်လို့အိတ်ခိုင်းတာလဲဖြစ်နိုင်တယ်ကွာตาကြီးက မာရဆိုအိုက်တော့လို့နော်ပြောလိုက်တာနဲ့ကိုကရမ်းချစ်တယ်လို့ထင်မနေနဲ့နော်တကယ်တမ်းကြတော့ဘာဖြစ်တယ်မျက်စိနောက်လို့တဲ့နော်တေလို့ရနေပြီဒီစာလေးကိုတွေးလိုက်တဲ့အချိန်မှာအရင်စလို့မဖက်လိုက်ပါနဲ့နော်ကျွန်တော်ဖက်ပြမယ်နော်ခဏလေးနော်ဖေလိုမနော်ဖြစ်ရမှန်ဇက်လန်းလေးကိုရိုက်ပြမှာပဲဖြစ်ပါတယ်အခုတော့ဇက်လန်းလည်းမထွက်သေးပါဘူးထွက်တော့မှကျွန်တော်လည်းမကြည့်ရသေးပါဘူးနော်ဇက်လန်းထပ်တော့မှကြည့်ကြပေါ့နော်ဖြည်းဖြည်းချင်းဖက်နော်အရင်စလို့မဖက်လိုက်နဲ့နော်ဖေလိုမဖြစ်ရမှန်ဇက်လန်းနော် Okay. မြန်လိုက်တာကွာဟာ Raskaya. နော်ခွက်တယ်ပါကိုယ်ကောင်မယ်မြန်လိုက်တာနော်တော်တော်မြန်တယ်နော်သေးတယ်ဖုံတွေပါလာအောင်မယ်နော်ဒီရှာလေးလောက်ပါအောင်ဟာနော်ပလင်းခွန်လေးဖွင့်လိုက်တာငါကြိုက်တယ်နော်တခါတည်းတနက်ပြစ်တဲ့အတန်မှာထိပေးလိုက်တာနော်အေးဆိုင်နဲ့မတူတော့ဘူးနော်ဟိုဟာစစ်ပေးချောင်ကနေလာတာလားမသိဘူးလမ်းပြီးတော့ထွက်ပြေးကုန်အောင်မယ်နော်ဒီလေအောင်မလေးဖြည်းဖြည်းလောက်ပါဟာရော့ရပြီတောက်တော့ဟာနောက်ဆုံးမှရလာတဲ့အေးကပါလဲဆက်ပြမုံဖြော်ရည်လား nice နော်ကြည့်ရလူကြည့်ပြီးတော့သူ့လေအဲ့လိုမျိုးလာမယ်ပေါ့နော်မျောလင်းချက်ကြီးကြီးနဲ့စောင့်နေတာနော်အဲ့ဒီတော့မှပါးကိုရိုက်ပြလိုက်တာပါးကိုရိုက်လိုက်တာနော်အတန်တွေတော့တော်တော်မြည်တယ်နော်ဒီဘေးစကေးလေးမသေးဘူးနော်ခဏတွေ့တယ် line ပေါ်မှာနော်သူ့ရဲ့ဟိုအတက်ကြီးပဲဘာဖြစ်လဲဟိုတော်တော်လေးတန်မာထွားကြိုင်းတယ်လို့ပြောရမယ်နော်ငါပြောပင်ကိုထောက်နေတာလေကြောက်စရာကြီးနော်တောင်းတန်လူဆိုလို့ရှိရင်ဘယ်ခံနိုင်မလဲနော် Oh my god ကြောက်စရာကြီးနော်ကျင်းနေတော့ကြောတွေချမ်းတယ်နော်ဟာဒီလောက်ထိအားကုန်ခွန်ဆိုင်နော်နဲ့ဖေ
ဖိတာတော့မှဘာမှမဖြစ်ဘူးတကယ်ကိုတန်ပါတဲ့အဘေးကြီးပဲနော်တောင်းတန်လို့ဆိုရင်ဘယ်ရမလို့နော် နော်သူလည်းသူ့စတိုင်နဲ့သူပေါ့မိုက်တယ်နော်ခုမှသားဖားနဲ့ပြန်တွေ့တာနော်သားဖားနဲ့ပြန်တွေ့တာနော်နော်နောက်ပိုက်စမ်းရင်မို့ဆိုတာအရန်ကိုမှနော် line ပေါ်မှာနာမည်ရှိပြီးသားမင်းသားတရားဝက်ဖြစ်ပါတယ်နော်မသိတဲ့လူလည်းမရှိသေးပါဘူးသူရဲ့ကားကွက်တွေကပေါ့နော်အခုနောက်ပိုက်ဆိုလို့ရှိရင်တော်တော်လေးမိုက်လာပါပြီနော်ကြည့်ရတာလေတော်တော်လေးကိုသဘောကျစရာကောင်းပါတယ်ကျွန်တော်တော့ကြိုက်ပါတယ် Hello baby နော်မိုက်တယ်နော်ကျွန်တော်တော့သဘောကျတယ်ဗျနော်ကြည့်ရတာလေတော်တော်လေးကောင်းတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျနော်ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျโอเคအားလုံးပဲနောက်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတာ